တရားခွင်ထဲမှာဘသူမှသတိမထားမိတဲ့ယွန်စရာကောင်းတဲ့အသေးစိတ်ချက်လေးတစ်ခုကိုရှေ့နေဖြစ်သူကမြင်လိုက်ရတယ်ကောင်မလေးကသူမဘလို့ကိုတိလက်ရောက်စော်ကားခံခဲ့ရလဲဆိုတာမျက်ရည်တွေနဲ့ရှင်းပြနေချိန်မှာတရားခံဖြစ်တဲ့သူမရဲ့နာဘူးဆရာကစားပွဲအောက်မှာလက်ကိုဝက်ပြီးအဲ့ဒီအဖြစ်အပျက်ကိုစိတ်ကူးနဲ့ပြန်ခံစားနေခဲ့တာကိုသူသတိထားမိသွားတာပါနှစ်ပေါင်းများစွာရှေ့နေလောက်လာတဲ့အတွေ့အကြုံအရတီးတင်တာတွေအကုန်လုံးကိုသူတီးလိုက်ပါပြီကောင်မလေးလိန်နေတာမဟုတ်ဘူးစကားလုံးတိုင်းကအမှန်တွေကြီးပဲဆိုတာကိုပေါ့အပြစ်ကင်းတယ်ဆိုပြီးသူကာကွယ်ပေးနေတဲ့အမှုဒီဟာတကယ်တော့ကိုချင်းတရားလုံးဝပျက်စီးနေတဲ့လူရုံးမှာတယောက်ဖြစ်နေခဲ့တယ်သူကရုံးချင်းကိုခဏနာဖို့ချက်ချင်းတောင်းဆိုလိုက်ပြီးဒေါသတကြီးနဲ့တက်စင်ကမ်းဘက်ကိုထွက်လာခဲ့တယ်ဒီလိုအမိုက်ကောင်မျိုးကိုကာကွယ်ပေးတာကကိုလိပ်ပြာကိုပြန်လည်နေတာနဲ့အတူတူပဲလို့သူခံစားခဲ့ရတယ်ဒါပေမဲ့ဒီအမှုကိုလက်လျှော့လိုက်မယ်ဆိုရင်သူ့ရဲ့63ပွဲဆက်တိုက်အနိုင်ရထားတဲ့မှတ်တမ်းအပြင်တစ်သက်လုံးတိဆောက်လာတဲ့ရှေ့နေဘဝပါအဆုံးသက်သွားနိုင်တယ်သူ့ရဲ့ယုံကြည်ချက်နဲ့ကိုချင်းတရားကြားမှာသူပြားများနေခဲ့တယ်အဲ့ဒီလိုလွန်ဆွဲနေတော့မှပဲသတင်းထောက်သူငယ်ချင်းတယောက်တကားကိုတွန်းဖွင့်ပြီးဝင်လာခဲ့တယ်တရားခွင်တစ်ခုလုံးကိုစောင့်ကြည့်နေခဲ့တဲ့အဲ့ဒီသတင်းထောက်ကသူ့ကိုလောင်ပြောင်ပြီးရှုံးတော့မယ်ဆိုတာသိလို့သူရဲဘောကြောင့်ပြီးတက်စင်ကမ်းနဲ့လာပုံးနေတာလားလို့ခနဲ့တော့တယ်သူ့ရဲ့နိုင်ပွဲဆက်နေမှုကဒီအမှုနဲ့အတူအဆုံးသက်သွားပြီးရှေ့နေလောကရဲ့လောင်ပြောင်စရာတစ်ခုဖြစ်လာတော့မယ်လို့သတင်းထောက်ကဟောကိန်းထုတ်သွားတယ်အဲ့ဒီနာကျင်စရာစကားလုံးတွေကရှေ့နေဖြစ်သူရဲ့ကိုချင်းတရားစီးမြင့်ကိုတိုက်ရိုက်ထိုးဖောက်သွားခဲ့တယ်မာနာကသူ့ရဲ့စင်ကျင်တုံတရားကိုတဖြည်းဖြည်းဝါမျိုးသွားပြီးသူ့နှုတ်ခမ်းထောက်မှာထူးဆန်းတဲ့အပြုံးလေးတစ်ခုပေါ်လာခဲ့တယ်တရားခွင်ကိုပြန်ရောက်တော့ကောင်မလေးကိုစန့်ကျင်တဲ့တက်တွေတွေသူချပြလိုက်တယ်သူမကိုပြဿနာရှာတတ်သူတယောက်ဖြစ်ပုံဖော်လိုက်တဲ့တန်းထဲမှာဆိုးလုပ်တဲ့ဆရာကိုလောင်ပြောင်နဲ့ရုပ်ပြောင်တွေဆွဲတယ်လို့ဆွဆွဲလိုက်တယ်အဲ့ဒါကြောင့်ကျောင်းစင်းချိန်မှာအပြစ်ပေးတဲ့အနေနဲ့ခြံထားခံရတာပါလို့သူကပြောလိုက်တယ်အဲ့ဒီနောက်သူကအပြည့်ဝတိုက်စစ်စင်မာတော့တယ်ကလဲစားချေခြင်းလို့ကိုတိလက်ရောက်စော်ကားပါတယ်ဆိုပြီးဇလန်းစင်တာပါလို့ဆွဆွဲလိုက်တယ်သူ့စကားတွေကအရန်ထက်မြက်ပြီးသူ့ရဲ့အပြုအမူကရက်ဆက်လုံးတာကြောင့်ကောင်မလေးနဲ့သူမရဲ့ရှေ့နေကများပြန်လဲခုခံဖို့လမ်းမရှိတော့ဘူးဖျားယောင်းတက်တဲ့ပြောဆိုနဲ့အမှန်တရားကိုလိုသလိုလှည့်စားဝမ်းနဲ့စိတ်တက်ကိုတုံးပြီးအပြစ်ကင်းတဲ့တားကောင်လေးကိုကလဲစားချေခြင်းနဲ့လူလိန်တယောက်ဖြစ်အောင်သူပြောင်းလဲပြလိုက်တယ်တရားရုံးရဲ့ဆုံးဖြတ်ချက်ကထင်ထားတဲ့အတိုင်းကွက်တိပါပဲဂျူရီလူကြီးတွေကကောင်မလေးလိန်တယ်လို့ဆုံးဖြတ်ခဲ့ကြတယ်နာဘူးဆရာကအလို့ရသွားတယ်အဲ့ဒီလိုနဲ့ရှေ့နေဖြစ်သူရဲ့နိုင်ပွဲဆက်တဲ့မှတ်တမ်းလဲဆက်လက်ရှင်တန်သွားတယ်ဒါပေမဲ့သူ့ကိုယ်သူဘလို့ဘေးဒုက္ခမျိုးနဲ့တွန်းပို့လိုက်မိပြီလဲဆိုတာကိုတော့သူလုံးဝမသိခဲ့ရှာဘူးဇနီးဖြစ်သူမေရီကသူ့အတွက်လှုပ်ပေးတဲ့အောင်ပွဲခံပါတီမှာလူမဲလူစိမ်းတယောက်ကသူ့နာမည်ကိုရုတ်တရက်ခေါ်လိုက်ပြီးတေတက်လာပါတဲ့လိပ်စာကတ်တစ်ခုကိုလာပေးသွားခဲ့ပါတယ်